လာရောက်ပေးကြတဲ့ဒီအထူးဖိတ်ကြားထားတဲ့ဆရာဆရာမများပြီးရင်ဒီချင်း Liberation Fund တာဝန်ရှိသူများအားလုံးနဲ့ live ကနေတဆင့်ကြည့်ရှုအားပေးလိုတန်းကြတဲ့မိဘပြည်သူအားလုံးကိုဒီCNDF ခါဒီကျွန်တော်တို့နှုတ်ခွန်းဆက်တာပါတယ်အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ဒီချင်းရီနောင်စစ်စင်ရဲ့အနေနဲ့ကျွန်တော်ပထမဆုံးကျင်တွေးကနေမတပီမင်ဒတ်ကမ်ပလက်ပင်တီတိုင်းမှာလဲဒီစခန်တိန်ပေါ့နော်ဒီရဲစခန်တာဝါအတိုင်းကုန်းတွေတချို့တွေစတဲ့တိုက်ပွဲတွေဖော်ဆောင်တဲ့နေရာမှာကျွန်တော်တို့ထိုက်တဲ့အောင်မြင်မှုတွေပြီးရင်ဒီမဟာမိတ်တွေရဲ့ကူညီမှုနဲ့လဲကျွန်တော်တို့အများကြီးအောင်မြင်မှုရရှိပြီးပြီဖြစ်တယ်အခုကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဒီတောင်ပိုင်းဒေသတစ်ခုလုံးစစ်ကောင်စီလက်ထဲကနေလွတ်မြောက်ပြီးတဲ့အတိုင်းကျွန်တော်တို့မြောက်ပိုင်းမှာကျွန်တော်ချင်းရီနောင်ICNCC ရဲ့ကြန့်ရှိနေသေးတဲ့နှစ်နေရာပေါ့နော်ဖလမ်နဲ့တီးတိန်ကိုလည်းဒါကျွန်တော်တို့ပြင်ဆင်မှုတွေနဲ့လက်ရှိမှာလဲတိုက်ပွဲဝင်နေတဲ့အနေအထားမှာဖြစ်ပါတယ်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကျွန်တော်တို့ဒီဒေါ်လာရေးအချိန်ကောင်းနဲ့သွားနေတဲ့အချိန်မှာလဲဒါချင်းပြည်မှာဆိုရင်လဲဒါဥဆောင်ပြီးမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဟာပြည်ထောင်စုရဲ့ဒီ founding member အဖွဲ့ဖြစ်တယ်လို့ဒါပြင်လုံစာချုပ်အရဒီပြည်ထောင်စုထဲမှာပါဝင်တဲ့လူမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့ပါဝင်မှုဒီပြည်ထောင်စုရဲ့လွတ်မြောက်မှုအတွက်ကိုကျူပန်းတဲ့နေရာမှာလဲဒါအလုံးနဲ့ဟန်ချက်ငင်းကြီးလက်တွဲပြီးမှမဟာမိတ်ဒီပြီးရင်ဒီတော်လှန်ရေးအင်အားစုတွေနဲ့ကျွန်တော်တို့အကောင်းဆုံးလက်ရှိအခြေအနေမှာချင်းရီနောင်အနေနဲ့ဆိုရင်ဒါရှိကနေပါဝင်ပြီးတိုက်ပွဲတွေတောက်လျှောက်မရက်မနာဖော်ဆောင်နေရတာဖြစ်တယ်အရေးကြီးတာကလက်ရှိကျွန်တော်တို့လိုလားတဲ့ဒီ Federal Democracy self determination ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုကြမှာကိုဖန်တီးခွင့်ရရှိနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့တိုက်ပွဲဝင်နေရတာဟာဒီဟာကိုပိုင်ပြဋ္ဌာန်းခွင့်ကိုကြမှာကိုဖန်တီးခွင့်မရရှိနိုင်အောင်ကျွန်တော်တို့ကိုအတားအဆီးပြုလုပ်တဲ့ဖြည့်နှိမ့်တဲ့ဒီစစ်အုပ်စုတွေကိုပထမအဦးဆုံးကျွန်တော်တို့အမြင့်ပြတ်ချီမုံမှရမယ့်အနေအထားဖြစ်ပါတယ်ဆိုတော့အဲ့ရအတွက်ကြောင့်ကိုတစိတ်မတ် ICNCC ရောဒီကျွန်တော်ချင်းရင်အောင်အနေနဲ့ရောလုံးဝကိုစူးစမ်းပြီးမှစစ်ရေးဘက်ကိုဦးစားပြီးမှတောက်လျှောက်ကိုကျူးစာပန်းစားနဲ့ရဲဘော်တွေချင်းလူငယ်တွေပြင်ဒီပြည်ထောင်စုတဝန်းမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေရဲ့အသက်သွေးချွေးပေးဆက်မှုပေါင်းများစွာနဲ့ကျွန်တော်တို့တိုက်ပွဲတွေမရက်မနာတောက်လျှောက်တော်လှန်ရေးအတွက်ကိုဆင်နွှဲနေတာဖြစ်ပါတယ်ဆိုတော့ဒီကာလမှာကျွန်တော်တို့ဖလာမြို့ကလည်းမင်းတပ်နဲ့အတူtiming ခေါ်ပြီးမှကျွန်တော်တို့ဒီမြို့သိမ်းပွဲကိုဆင်နွှဲခဲ့တယ်ပထမဆုံးအနေနဲ့မြန်လေးကိုဒီမြို့အတွင်းကိုထိန်းချုပ်နိုင်တဲ့အနေအထားရှိပြီမဲ့ဒီစကားစာရဲ့လေကြောင်းစစ်ကိုအခုငေးကြောင့်လူရဖိနိုင်ပြီးမှဒီကျွန်တော်တို့တရင်မဟုတ်ဘဲနဲ့ခုဆိုရင်3-4ရင်လောက်အထိတိုက်နေရတဲ့အနေအထားလို့ဖြစ်နေတယ်ပေါ့နော်ပြီးရင်ဒီ17ရက်နေ့ကနေဒီ18ရက်နေ့ဝင်းကျင်အထိဆိုရင်ယာနဲ့ချီပြီးfighter တွေပြီးရင်ဒီ transport aircraft တွေပေါ့နော်ဒီ Y12 Y8 စသဖြင့်ရဲ့ပြီးရင်ဒီ helicopter မှာလဲtransport 17ဖြစ် attack helicopter 35ဖြစ်နဲ့တော်တော်လေးကိုတောက်လျှောက်ဝေဟင်ပေါ်ကနေကျွန်တော်တို့ကိုဒီနိုင်ငံတနိုင်ငံကိုဝင်တိုက်တယ်လို့မျိုးတိုက်ခိုင်းရတယ်ဆိုတော့ဒါပေမဲ့ကျေးဇူးတော်ကြောင့်ဖခင်ရဲ့ကာကွယ်ပေးမှု
ကြောင့်ကျွန်တော်တို့လုံးဝမဆုတ်ဘဲနဲ့ရှေ့ဆက်တောင်မှဒီရှိနေတဲ့ကုန်းတွေကိုပူပြီးကျွန်တော်တို့တင်ယူနိုင်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီစစ်ရေးအခြေအနေအရဘယ် point တွေတင်ထားတယ်ဘယ်မှာကျွန်တော်တို့နေတယ်ဆိုတဲ့ဟာကြတော့လက်တလောမှာပြောပြလို့အဆင်မပြေသေးတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လက်ရှိကျွန်တော်တို့ရဲ့ position ဟာတရက်ပြည့်တရက်ပူကောင်းလာတဲ့အနေအထားမှာတော့ရှိနေပါတယ်ဘယ်လောက်ဖြစ်ဒီကျွန်တော်တို့ရဲဘော်တွေရဲပင်ဒီဖျားရဲ့အတူပါရှိမှုကြောင့်ရှေ့ဆက်တူးနိုင်တဲ့အနေအထားမှာရှိနေပါတယ်ကျွန်တော်တို့ရရင်ရတဲ့လောက်ကျွန်တော်တို့နောက်မဆုတ်ပဲနဲ့မကြာခင်ချင်းပြည်နဲ့ဒီချင်းလူမျိုးလွတ်မြောက်ဖို့အတွက်ကိုကျွန်တော်တို့အကောင်းဆုံးရရမယ်လို့မျှော်လင့်ပါတယ်တရင်ကောင်းလည်းအမြန်ဆုံးရနိုင်ဖို့ဒီမြေပြင်ကတပ်မှုတွေအပါအဝင်ဒီတာဝန်ရှိတဲ့သူတွေအဘက်ကနေကိုကြီးထောက်ပံ့နေတဲ့ပြည်သူတွေနဲ့အတူကျွန်တော်တို့လက်ရှိမှာတိုက်ပွဲဝင်နေပါတယ်ဆိုတော့ဒီပွဲမှာပါဝင်ကိုကြီးလာပေးတဲ့မဟာမိတ်အင်အားစုတွေလည်းအများပြားရှိတယ်မဟာမိတ်တွေထက်အနေလဲဒီတိုက်ပွဲဖြစ်ထိခိုက်တိုင်းညာအကြဆုံးရှိပေမဲ့လည်းလက်ရှိအနေအထားမှာတော့ကျွန်တော်တို့ပူကောင်းမွန်တဲ့position ရဲ့ပူကောင်းမွန်တဲ့ဒီအနိုင်ရရှိမှုတွေနဲ့ကျွန်တော်တို့တိုက်ထုံမှာဖြစ်တယ်လက်တလုံးမှာဖလမ်ဆိုရင်ဒါချင်းပြည်မြောက်ပိုင်းမှာတိုက်ရင်ကိုပထမဆုံးတိုက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှစင်ခေါ်မှုပေါင်းများစွာတော့ကြုံတွေ့ရတယ်အလုံးလည်းတိကျတဲ့အတိုင်းကျင်တွေးဆချင်းတိုက်တော့မှာပေါ့နော်ဒါရန်အရေးကြီးတဲ့နေရာဖြစ်တဲ့အတိုင်းဒီစကားတောက်လျှောက်လေချောင်းနဲ့ husky တွေနဲ့လိုလာချတာရာနဲ့ချီလာချတယ်လို့ခုလဲကျွန်တော်တို့စီမှာ100တောင်မက200ကြောထိပေါ့နော်အဲ့လိုမျိုးစစ်ကိုဥပတခြားနေရာတွားမဲ့ဟာထိကိုဒီဘက်ကိုပူလာရတဲ့အနေအထားမျိုးမှာရှိနေပါတယ်ဆိုတော့ဒါပေမဲ့ဒီရှိတဲ့အင်အားနဲ့ကျွန်တော်တို့ပြင်ထပ်ပြီးဘက်ဖြစ်ရင်လည်းခုဘက်လည်းထပ်ပြီးဖြစ်ရင်လည်းပူများလာတဲ့အင်အားပူကောင်းလာတဲ့အင်အားတွေရဖြစ်အခုလူမျိုး fundraising ကနေဒီအများပြည်သူရဲ့support ရရှိပြီးမှကျွန်တော်တို့စူးစမ်းအနေတော့အောင်တိုက်နေတဲ့အနေအထားပြစ်ခတ်နေတဲ့အနေအထားရှိပြီးမဲ့လေမြေပြင်ကရဲဘော်တွေကြတော့ဒီလုံးဝစိတ်ဓာတ်အကျပိုက်မဟုတ်ပဲနဲ့ပူတက်ကြွပြီးမှတိုက်ပွဲဝင်နေတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဘာပဲပြောမိဘပြည်သူတွေအနေနဲ့ဒီမြို့သိမ်းတိုက်ပွဲချင်းပြည်နယ်ရဲ့ဒီမြောက်ပိုင်းမှာဒီတိုက်ရင်ဆင့်ရှိတဲ့စခန်းပထမဆုံးသိမ်းနိုင်ဖို့ကျွန်တော်စူးစမ်းဆောင်ရွက်တဲ့နေရာမှာအားလုံးပါဝင်ပြကြပါဒီဟာအောင်မြင်သွားရင်ကျွန်တော်တို့တီးတိုင်မြို့သိမ်းပွဲလဲလွယ်ကူသွားမယ်ခါထန်တလန်လဲလွယ်ကူသွားမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုစကားစလဲတီးတဲ့အတွက်ကြောင့်တောက်လျှောက်ကိုဖိအားပေးပြီးမှလေကြောင်းနဲ့ထူးနေတာလည်းဖြစ်တယ်ပေါ့နော်အားကြောင့်ကျွန်တော်တို့ဒီနိုင်ဖို့လဲနေကနေပါပြီဖျားအတူပါရှိရင်မဖြစ်နိုင်တာမရှိပါဘူးရဲဘော်တွေလည်းအကောင်းဆုံးဆွမ်းတမန်စူးစမ်းနေတဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်ဒီအခြေအနေကောင်း better position မှာကျွန်တော်တို့ရှိနေပါသေးတယ်ဘာပဲဖြစ်ကျွန်တော်တို့လက်တွဲညီနဲ့ဟန်ချက်ညီနဲ့ကျွန်တော်တို့ရှေ့ဆက်သွားရင်ကိုတက်နိုင်တဲ့ဖက်ကနေရောက်စီတိုင်းပါဝင်ဖြစ်ရင်ဒီပွဲကအောင်မြင်မဲ့အချိန်ကြာလားမကြာလားဆိုတဲ့ဟာတော့ကျွန်တော်တို့ရဲ့အားစိုက်မှုကျွန်တော်တို့ရဲ့ဒီပါဝင်မှုတက်နိုင်တဲ့ဖက်ကနေပါဝင်မှုအပေါ်မှာပူတီမှာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်အားလုံးအကောင်းဆုံးစူးစမ်းကြပါစို့ဒီနေ့ဒီချိန်ထိပါဝင်ဝိုင်းရံပေးတဲ့ဒီကျွန်တော်ချင်းရင်အောင်အပါဝင်မဟာမိတ်အားလုံးကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ရဲ့ဒီတိုက်ပွဲဖလမ်မြို့သိမ်းပွဲမကြခင်အောင်မြင်ဖို့surprise အနေနဲ့ဒီကနေတောင်ကျွန်တော်တို့ပြန်ပြမှကြီးညာနိုင်ဖို့ကျွန်တော်တို့ညှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလေးစားပါတယ်အားလုံးပဲဒီနေ့ပြန်တွေ့တဲ့အတွက်အားလုံးကို
ကျေးဇူးတင်တယ်ကျွန်တော်တို့ဒီချင်းညီနောင် fundraising ပေါ့လေဒီအဖွဲ့ကအားကျုံမှန်တဲ့ဒီနေ့အထိပေါ့နော်တပတ်မှမနာဘဲနဲ့ဒီလိုကိုအလုပ်ကိုစီလုပ်တဲ့ကြားထဲကလည်းအချိန်ပေးပြီးတော့ဒီလိုလုပ်ပေးကြတဲ့အတွက်လည်းဒီ fundraising ဘက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအားလုံးကိုကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့အတိကကျွန်တော်ချင်းညီနောင်ရဲ့စစ်စင်ရေးဖြစ်တဲ့ဖလာမြုပ်သိမ်းစစ်စင်ရေးအတွက်ပေါ့လေဒါပြန်ပုံဝင်ပြန်ဖြစ်တင်းဖို့အတွက်လုပ်တဲ့ပွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးတည်ပြီးသားပေါ့လေအခြေတမရှင်းပြစရာလည်းမလိုတော့ပါဘူးကျွန်တော်ချင်းညီနောင်ကဆိုရင်စစ်စင်ရေးအနေနဲ့ကျင်းတွင်းမြုပ်သိမ်းစစ်စင်ရေးကိုစပြီးတော့အကောင့်ထဲပေါ်ခဲ့တယ်ထိုနည်းတူပဲတူပီမြုပ်သိမ်းစစ်စင်ရေးလုပ်တယ်မေတ္တာမြုပ်သိမ်းစစ်စင်ရေးလုပ်တယ်ထိုနည်းတူပဲအခုဖလာမြုပ်သိမ်းစစ်စင်ရေးပေါ့လေမေတ္တာနဲ့တပြိုင်တည်းစခဲ့ဆိုတော့ဖလာမှာဆိုရင်လည်းတိုက်ပွဲကပို့ပြီးတော့ပြင်းထန်လာတဲ့အနေအထားပေါ့နော်ပို့ပြီးတော့ပြင်းထန်လာတယ်ကျွန်တော်တို့ဘယ်လောက်ပဲစစ်ကောင်စီဘက်ကမျိုးမျိုးပေါ့ဒီကြောင်းလဲတုံးမယ်မြေပြင်ထိုးစစ်နဲ့လဲလုပ်မယ်လူလဲလေရင်နဲ့လဲစစ်ကူပို့တယ်အမျိုးမျိုးပေါ့စူးစမ်းနေပါတယ်ဒါမဲ့လည်းကျွန်တော်တို့ကလုံးဝအရှုံးမပေးပါဘူးနိုင်လူတဲ့စိတ်ပေါ့ကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့နိုင်လူတဲ့စိတ်ကျွန်တော်တို့ချင်းညီနောင်ရဲ့စိတ်တက်ကဘယ်တော့မှအရှုံးမပေးဘူးကျွန်တော်တို့အစပြုတဲ့အားလုံးဒီနိုင်ဖို့အတွက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟာအနိုင်နဲ့ထိုက်တန်တဲ့ပုံကိုယ်ကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ဟာနိုင်ပွဲဆိုတာကအောင်ပွဲအနိုင်ရရှိတဲ့ပွဲဆိုတာကအရှုံးမပေးတဲ့သူတွေကပိုင်ဆိုင်ထားတဲ့အရာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရှုံးပေးရင်တော့ကျွန်တော်တို့ကြာရှုံးကြံခဲ့မှာပဲကျွန်တော်တို့အရှုံးမပေးဘဲနဲ့ကျွန်တော်တို့စီးလုံးညီညွတ်စွာနဲ့ဆက်ပြီးတော့ခရီးဆက်တယ်ဆိုရင်မလွှဲမသွေပေါ့ကျွန်တော်တို့အောင်ပွဲကိုရရှိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ယနေ့အထိပူပေါင်းပါဝင်ပေးကြတဲ့ဒီမိဘပြည်သူတွေဆက်ပြီးတော့ပူပေါင်းပါဝင်ပေးကြကျွန်တော်တို့တချို့ကတော့ပြောပါတယ်ဟာဒီလောက်ကျွန်တော်တို့ပါခဲ့ပြီးပြီပဲကျွန်တော်ပါခဲ့ပြီးပြီပဲကျွန်တော်ဒီလောက်ထောက်ပံ့ခဲ့ပြီးပြီမသိနိုင်သေးဘူးလားပေါ့မပြည့်သေးဘူးလားဆိုတော့ကျွန်တော်တို့ပြစ်လိုက်တဲ့ကြီးကနောက်ထပ်ပြန်ပြစ်လို့မရတော့ဒီတောင်းကိုပြစ်လိုက်ပြီဆိုရင်အဲ့ကြီးကထပ်ပြစ်လို့မရတော့ဆိုတော့ကျွန်တော်တို့မှာထိုနည်းတူပဲကျွန်တော်တို့တခုခုသုံးလိုက်ပြီဒီနေ့သမင်းစားလိုက်ပြီဆိုရင်နောက်နေ့အဲ့သမင်းကိုထပ်စားလို့မရတော့အဲ့လိုပုံစံမျိုးပါပဲကျွန်တော်တိုက်ပွဲကြာရှိလာတာနဲ့အမျှဒီအသုံးစရိတ်တွေလည်းများလာတယ်ပေါ့မိဘပြည်သူကျွန်တော်တို့အာမခံနိုင်တာကအများအားကျွန်တော်မိဘပြည်သူတွေကထောက်ပံ့ပေးတဲ့ငွေကိုအလွဲသုံးစားမလုပ်ဘူးပြီးလို့ရှိရင်လည်းအကျိုးမရှိတဲ့နေရာမှာမသုံးဘူးအဆောင်ဦးတွေခန်းနာနေအောင်စောက်ပြီးတော့စစ်ကိုကောင်းကောင်းမတိုက်ရတဲ့နေရာမျိုးမှာကျွန်တော်မသုံးပါဘူးမိဘပြည်သူတွေကချွေးနေစာပင်ပန်းစည်းရဲစွာနဲ့ထောက်ပံ့ပေးနေကြတဲ့ပန်ဒါငွေတွေကိုစစ်ကောင်စီကြာရှုံးရေးအတွက်အတိကကျွန်တော်အသုံးပြုလို့ဖြစ်ပါတယ်တခြားလိုအပ်တဲ့နေရာတွေမှာအများကြီးရှိပါတယ်ဒါပေမဲ့တခြားလိုအပ်တဲ့ဟာတွေကိုဖြည့်တင်းဖို့မှန်ပေမဲ့စစ်ဖြစ်နေတဲ့အချိန်မှာတော့စစ်ကိုစစ်နဲ့တူအောင်တိုက်နေတဲ့ကာလမှာတော့စစ်စင်ရေးမှာပဲအထူးအသုံးပြုရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမိဘပြည်သူတွေကပပိုးပေးနေတဲ့ငွေမှန်သမျှကိုကျွန်တော်တို့စစ်စင်ရေးမှာပဲအသုံးပြုပါတယ်တခြားခန္ဓာကြီးကျယ်တဲ့အဆောက်အဦတွေစောက်ပြီးတော့စစ်ကောင်စီကိုမတိုက်ပဲနဲ့အဆောက်အဦတွေပဲစောက်နေလေအာဏာရှင်ဟာဘယ်တော့မှကြာရှုံးမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမိဘပြည်သူတွေကပပိုးပေးနေတဲ့ဖလားမြုပ်သိမ်းစစ်စင်ရေးအတွက်ပပိုးပေးနေတဲ့ငွေတွေကိုလည်းဒီစစ်စင်ရေးမှာပဲအပြည့်အဝအသုံးပြုနေကြပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ထပ်လောင်းပြီးတော့အသိပေးလိုပါတယ်ကျွန်တော်တို့ချင်းညီနောင်ကျွန်တော်တို့ချင်းလူမျိုးတွေဟာအနိုင်နဲ့ထိုက်တန်တဲ့ပုံကူတွေဖြစ်ပါတယ်ကျွန်တော်တို့မှာဘာမှမရှိတာကနေစပြီးတော့စွဲမလျှော့ပဲနဲ့ယနေ့အထိကျူးစားပြီးတော့ရုန်းကန်လှုပ်ရှားပြီးတော့အာဏာရှင်ကိုတော်လှန်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့မှာအထိုက်အလျောက်ပေါ့လေအထိုက်အလျောက်အင်အားလေးလည်းရှိလာပါတယ်အထိုက်အလျောက်လက်နဲ့ခဲယမ်းလေးတွေလည်းရှိလာတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဘာကိုကြောက်နေရအောင်ပါလဲကျွန်တော်တို့ဘာကိုကြောက်ပြီးတော့ကျွန်တော်တို့နောက်ဆုတ်ရမှာလဲကျွန်တော်တို့ဒီလိုအခြေအနေမရောက်ခင်တုန်းကတော့မှကျွန်တော်တို့ဘယ်သူကမှမကြောက်ပဲနဲ့ကျွန်တော်အာဏာရှင်ကိုစွန်းစွန်းတမန်တော်လှန်ခဲ့ကြတာပဲဒီအခြေအနေမှာတော့ကျွန်တော်တို့
နောက်ဆုတ်စရာအကြောင်းမရှိပါဘူးကျွန်တော်နိုင်ပွဲကိုအောင်ပွဲကိုရတဲ့အထိသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ချင်းညီနောင်ဒီဖလားမြုပ်သိမ်းစစ်စင်ရေးနောက်တော့လည်းကျွန်တော်တို့ထပ်ပြီးတော့စစ်စင်ရေးဒီဖော်ဆောင်လာမဲ့ဟိုစစ်စင်ရေးဒီရှိပါလိမ့်မယ်အဲ့ဒီ operation ဒီမှာလည်းထပ်ပြီးတော့ပူးပေါင်းပါဝင်ပေးကြပါအခုကလေးကကြိုတင်ပြင်ဆင်လင့်ကျင့်မှုတွေကအရေးကြီးပါတယ်စစ်တိုက်တယ်ဆိုတော့ကဒီနေ့ရောက်အင်ပိုင်ဆိုင်ယူပြီးတော့ဒီနေ့ထတိုက်လို့မရပါဘူးဆိုတော့တချို့ကလည်းတခြားမြို့တွေပေါ့လေနော်ကျွန်တော်ပြင်ဆင်စရာတွေလည်းအများကြီးရှိသေးတယ်ဆိုတော့စစ်ကိုတိုက်တော့မယ်ဆိုရင်ပြင်ဆင်မှုတွေလုပ်ရတယ်ပေါ့အဲ့ဒီပြင်ဆင်တဲ့အချိန်မှာငွေကြေးလိုအပ်ချက်ကစစ်စင်ရေးလုပ်နေတဲ့အချိန်ထက်တောင်မှငွေကြေးလိုအပ်ချက်ကပို့ပြီးတော့များပါတယ်အဲ့ဒါကြောင့်အခုကလေးကကျွန်တော်လင့်ကျင့်မှုတွေပြင်ဆင်မှုတွေအများကြီးလုပ်နေရမယ့်အပိုင်းတွေရှိပါတယ်ဆိုတော့ဆက်ပြီးတော့ဝိုင်းရပေးကြပါကျွန်တော်တို့ယုံကြည်နဲ့ဝိုင်းရပေးကြပါကျွန်တော်တို့မြေပြင်မှာရောက်နေတဲ့ရဲဘော်တွေအသက်တွေသွေးတွေတိုက်ပွဲဖြစ်ပြီးဟဲ့ဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေနစ်နာမှုတွေကြာရှုံးမှုတွေအများကြီးကြုံရတာပဲအသက်ကိုယ်တော်မှပဓာနာမထားဘဲနဲ့ကျွန်တော်တို့ရဲ့ညီငယ်တွေကျွန်တော်တို့ရဲ့ရဲဘော်ရဲဖက်တွေကရှေ့တန်းမှာအသက်ဆွမ်းပြီးတော့တိုက်ပွဲဝင်နေကြတယ်သူတို့ရဲ့အသက်ကိုကျွန်တော်တို့တန်ဖိုးထားရမယ်သူတို့ရဲ့ပေးဆက်မှုတွေသူတို့ရဲ့အနစ်နာခံလိုမှုတွေကိုကျွန်တော်တို့ကအားလုံးကတန်ဖိုးထားပြီးတော့ဒီတိုက်ပွဲတွေကိုဒီအောင်ပွဲကိုမရရအောင်ကျွန်တော်အရာယူကြမယ်အဲ့အတွက်လိုအပ်တဲ့နေရာမှာပေါ့လေကျွန်တော်တို့ဒီစစ်စင်ရေးမှာသုံးဖို့အတွက်ဆက်ပြီးတော့ဝိုင်းရံပံ့ပိုးပေးကြပါကျွန်တော်တို့အားလုံးကသိတဲ့အတိုင်းပေါ့ဒီနော်ဗလာမြုပ်သိန်းစစ်စင်ရေးကတော့ကိုလီချောင်းပြစ်ကူစကားစားဖက်ကတော့လီချောင်းပြစ်ကူတရက်ကိုအခောက်100ကျော်တောင်ပြစ်တာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်တော့မှဆွဲလျှော့မှာမဟုတ်ဘူးနောက်ဆုံးမှာမဟုတ်ဘူးကျွန်တော်တို့လုပ်เสียရှိတဲ့အတိုင်းကျွန်တော်တို့ရဲ့စစ်စင်ရေးစီမံချက်အတိုင်းပဲဆက်ပြီးတော့တွားနေမှာဖြစ်ပါတယ်ကျွန်တော်ဘယ်တော့မှအရှုံးပေးမဲ့လူတွေမဟုတ်ပါဘူးအားလုံးကဝိုင်းပြီးတော့ပြပပြည်သူတွေကငွေကြေးအဖြစ်တော်လကောင်းပေါ့ထောက်ပံ့ကူညီပေးကြပါရပ်တည်ပေးကြပါထိုနည်းတူပဲကျွန်တော်တို့ခရိယန်ဒီပေါ့လေအများစုကတော့ခရိယန်ဒီအနေနဲ့တော်လကောင်းဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ပဲဘာသာပဲကိုယ်ကိုယ်ကိုယုံကြည်ရာဘာသာတွေမှာလည်းစုတောင်းမြတ်တာပူတာရဲ့အစီအစဉ်တွေလည်းလုပ်ပေးကြပါအတိကတော့ကျွန်တော်တို့အားလုံးချင်းလူမျိုးတွေရဲ့နိုင်ပွဲပဲဖြစ်ပါတယ်ချင်းလူမျိုးတွေရဲ့အောင်ပွဲချင်းလူမျိုးတွေရဲ့လွတ်လပ်ဖို့အတွက်တိုက်တဲ့တိုက်ပွဲပဲဖြစ်ပါတယ်ဘလမျိုးသူမျိုးသားတွေအတွက်တိုက်ပေးနေတဲ့တိုက်ပွဲမဟုတ်ပါဘူးအားလုံးရဲ့လွတ်လပ်ဖို့အတွက်အားလုံးမှာတာဝန်ရှိပါတယ်အားလုံးကဝိုင်းပြီးတော့ကျွန်တော်ပူပေါင်းဆောင်ရွက်ကြမယ်ကျွန်တော်ရဲ့စည်းလုံးညီညွတ်မှုအားကိုလည်းပြကြမယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီချင်းညီနောင်စစ်စင်ရေးဖြစ်တဲ့ဗလာမျိုးသိန်းစစ်စင်ရေးမှာအတူတကွပါဝင်ပပိုးပေးကြပါလို့နှိုးဆော်ရင်းနဲ့ပဲကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ဟုတ်ကဲ့ပါဗျဟုတ်ဆိုတော့ဒီစီရေးနဲ့တော့နည်းနည်းဆိုင်သွားတာပေါ့နော်ဒီကျွန်တော်တို့ဒီတိုက်ပွဲမှာကတည်တဲ့အတိုင်းတော့မဆုပ်ပဲနဲ့နင်းနေကကကိုကျွန်တော်တို့ဝိုင်းရန်ပိတ်ဆို့ထားတာဖြစ်တယ်ဆိုတော့ဟိုဘက်ကအတန်ဒီဘက်ရဲ့အတန်ကြားနေရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုဖိုင်တွေကအချိန်မှတင်ခင်ထွက်လာတဲ့ဟာတော့ကျွန်တော်တို့လည်းတားနေတဲ့ဟာတော့ရှိတယ်ပေါ့နော်တခုစီရပြီးရင်ဒီဖြစ်စဉ်ကတော့အဲ့လိုပါပဲကျွန်တော်တို့အများအားစစ်တုံးပန်းတွေကိုလည်းဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြတဲ့အတိုင်းလက်နဲ့ချပြီးဆိုရင်တော့လုံးဝကျွန်တော်တို့မပြစ်တော့ပါဘူးဟိုဘက်မှာကျတော့အဲ့လိုရဲဘော်တွေအော်တာလဲသူတို့ချင်းကြားထဲမှာ brain wash ခံရတာပေါ့နော်ဒီခင်ဗျားတို့လက်မြောက်ရင်လဲအသက်ခံရမှာပဲဆိုတဲ့ဟာမျိုးနဲ့ဒီခေါင်းဆောင်ပိုင်းကရဲဘော်တွေကိုလက်နဲ့လုံးဝမချအောင်ကိုပြောတာဖြစ်တယ်အမှန်တကယ်ဆိုရင်ကျွန်တော်တို့စစ်တိုက်တယ်ဆိုတဲ့ဟာကဒါစနစ်ကိုကျွန်တော်တို့တိုက်တာဖြစ်တယ်လူကိုမုံလို့တိုက်တာလုံးဝမဟုတ်ဘူးလူမျိုးတစ်မျိုးနဲ့တစ်မျိုးမုံတီးရေးကျွန်တော်တို့ဖော်ဆောင်တာလုံးဝမဟုတ်ပါဘူးပုတ်ကိုရေးလူပုတ်ကိုဒီပြင်ဒီကျွန်တော်ရဲဘော်တွေကလည်းသွေးစာလို့တိုက်ပွဲဝင်နေတဲ့ဟာလက်နဲ့ကင်တဲ့ဟာလုံးဝမဟုတ်ဘူးစနစ်ကြီးပြောင်းလဲဖို့ကျွန်တော်တို့အဖြစ်နှိတ်ခံဘဝကနေလွတ်မြောက်လာဖို့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုကျမကိုဖန်တီးခွင့်ရရှိနိုင်ဖို့အတွက်ကိုကျွန်တော်တို့တိုက်ပွဲဝင်နေဆိုတဲ့ဟာရဲဘော်တိုင်းရဲ့စိတ်ဓာတ်မှာဒီခံယူချက်အပြည့်အဝရှိပါတယ်ပေါ့နော်ဆိုတော့
ကျွန်တော်တို့တိုက်ချင်တာကလူမဟုတ်ဘူးလူကိုတတ်ချင်တာမဟုတ်ဘူးဖြစ်နိုင်ရင်အရှင်နဲ့အားလုံးလက်မြောက်ပြီးမှဟိုဒီပြည်သူနဲ့ပူးပေါင်းစီချင်တယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့စိတ်ဆန္ဒဖြစ်တယ်ဒါပေမဲ့မရရင်တော့မရမကတော့ကျွန်တော်တို့မရမချင်းတော့တိုက်ထုတ်ရယူရမှာပဲဆိုတော့နိကတချို့ဆိုရင်မီတာခုနဟာမျိုးဆိုရင်ပေါ့နော်မီတာ50 80ဝန်းကျင်လောက်ပေါ်အောက်လောက်ပဲရှိနေတဲ့အနေအထားတွေမှာလည်းရှိကြတယ်ပေါ့နော်တော်တော်များများပြင်တော့တချို့ကုန်းတွေဆိုရင်အဲ့လိုနိကတဲ့ဟာတွေကျွန်တော်တိမ့်လိုက်ရတဲ့ဟာတွေလည်းရှိနေပါပြီပေါ့နော်ဆိုတော့ပြောချင်တာကတော့ဒီအာတိုက်ပွဲကျွန်တော်တို့ဝင်နေတဲ့အချိန်မှာချင်းညီနောင်တွေအနေနဲ့တော့ကျွန်တော်တို့နိုင်ငံတကာလူအခွင့်အရေးဆိုင်ရာဥပဒေတွေကိုရောလိုက်နာပြီးမှပြင်ဒီ Geneva Convention ဒီGeneva ဒီPOW law တွေပေါ့နော်စတာတွေစစ်တုံးပန်းဥပဒေတွေကိုလည်းကျွန်တော်တို့လိုက်နာပြီးမှကျွန်တော်တို့တိကျကိုရဲဘော်တွေကိုနိုင်ကကျင့်ဝတ်ရှိနဲ့ကျွန်တော်တို့တိုက်နေတဲ့မုန်းနေတဲ့ရန်သူတွေရဲ့လောက်ရက်အတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီပြည်သူတပ်သားပြည်ကျွန်တော်တို့ချစ်ချင်းမေတ္တာနဲ့ဒါကိုလူမျိုးကိုတိုင်းပြည်ကိုအမျိုးသားလွတ်မြောက်ရဲ့အတွက်လွတ်မြောက်ရေးအပြင်ကိုကျွန်တော်တို့ကိုအမျိုးသားလုံခြုံရေးရရှိနိုင်ဖို့အတွက်ကိုကျွန်တော်တို့အသက်သွေးချွေးပြီးမှတိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒါတကယ်ကျွန်တော်ဖန်ဆီးရမိတဲ့တုံပန်းတွေကိုလည်းမေးလို့ရတယ်ကျွန်တော်တို့လုံးဝတယောက်မှငင်းပန်းနှိပ်စက်တပ်ဖြတ်တဲ့ဟာလုံးဝမလုပ်ပါဘူးကျွန်တော်တို့ကောင်းမွန်ပြုစုထိန်စောင့်ရှောက်တယ်ဒါပေမဲ့ရမေးထိုက်တဲ့ဟာတွေစစ်တဲ့ဒီ background အရင်တော့ပြည်သူတွေကိုဘယ်လိုညင်ပန်းနှိပ်စက်မှုလုပ်ခဲ့သလားပြည်သူတွေအပေါ်ပြစ်မှုကျူးလွန်ခဲ့သလားဆိုတဲ့ဟာတွေတော့ဒါ background check တော့ကျွန်တော်လုပ်ရတာပေါ့နော်ဆိုတော့ဒီ transitional justice ဖြစ်အောင်တော့ကျွန်တော်တို့လုပ်နေရတဲ့အနေအထားအဲ့ဒါတွေလဲဒါဒီစစ်စီမိမြန်နေတဲ့အနေအထားတွေတော့ရှိတယ်ပြောချင်တာဟိုဘက်အနေနဲ့လက်နဲ့ချလာရင်ကျွန်တော်တို့အနေနဲ့လုံးဝဒီအကောင်းဆုံး treat လုပ်ပြီးမှဆက်ဆံပြီးမှကျွန်တော်တို့ထိမ့်သိမ်းဆောင်ရှောက်တယ်သူတို့ရဲ့လုံခြုံရေးကိုလည်းအာမခံချက်ရှိကျွန်တော်တို့ပြုစုထိမ့်သိမ်းထားပါတယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့ဒီတော်လှန်ရေးလုပ်တဲ့အခါမှာကျွန်တော်တို့ဒီမကြိုက်လို့တိုက်ထုတ်နေတဲ့စစ်အာဏာရှင်စနစ်ရဲ့အကျင့်စာရိတ္တကိုကျွန်တော်တို့လုံးဝကော်ပီမကူးချဘဲနဲ့မုံတီးရေးပေါ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့လူမျိုးတိုင်းပြည်တိဆောက်ရဲ့အတွက်ကိုဒါတိုက်ပွဲဝင်တော်လှန်နေကြတဲ့ရဲဘော်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအနာဂတ်မှာလဲကျွန်တော်တို့ဒီတော်လှန်ရေးအတွက်ကိုလှုပ်ဆောင်နေတဲ့အချိန်မှာဒါမှန်ကန်နဲ့တပ်ရဲ့comment ကောင်းစစ်ပုံကြစနစ်တကျနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာဖြစ်တယ်သွေးစာလို့တိုက်ပွဲဝင်နေတဲ့သူတွေတယောက်မှမရှိပါဘူးဒီထဲတော်လှန်ရေးထဲပါဝင်လာတဲ့သူတွေကလွတ်မြောက်ရဲ့အတွက်ကိုစူးစမ်းပြီးမှပါဝင်လာတဲ့ပြီးလက်နက်ချပြီးမှဒီအညံ့ခံတဲ့သူရှိရင်တော့ကျွန်တော်တို့အကောင်းဆုံးပြုစုထိမ့်သိမ်းစောင့်ရှောက်ထားပါတယ်ဆိုတဲ့ဟာလေးပြီးခွန်ပုံမှာဖြစ်ချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ GS ပြီးတော့ချင်းညင်အောင်ရဲ့ဒီတိုက်ပွဲပေါ့နော်ပထမဆုံးအနေနဲ့ကျမတို့ဂျင်တွေးတိုက်ပွဲဆိုလို့ရှိရင်လည်းဒီတော်တော်လေးကိုတိုက်ယူလိုက်ရတဲ့တိုက်ယူလိုက်ရပြီးတော့မှအခုဆိုလို့ရှိရင်လည်းဒါ9လတာကာလပေါ့နော်ဒီ film ဆိုလို့ရှိရင်လည်းပေါ့နော်တိုက်ပွဲပေါ်မှာမြေပြင်ရဲဘော်တွေရဲ့စိတ်တဲ့စစ်စင်ရေးနဲ့ပြကြလို့ရှိရင်ပြည်ပမှာရှိတဲ့နိုင်ငံတကာရဲ့ထောက်ပို့မှုပြည်တွင်းမှာရှိတဲ့ပြည်သူရဲ့ထောက်ပို့မှုတွေကိုပေါ့ GS နေနဲ့ပေါ့နော်ဒီပြည်သူလူထုရောရဲဘော်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့သူတွေရောပေါ့နော်စိတ်သက်စစ်စင်ရေးအနေနဲ့ဘယ်လိုသုံးသက်လဲပေါ့နော်ပြီးကြလို့ရှိရင်မိဘပြည်သူတွေကိုရောမြေပြင်စစ်စင်ရေးမှာပါဝင်နေတဲ့ရဲဘော်တွေရဲ့စိတ်သက်နဲ့ခွန်အားတွေကိုရောပြည်သူလူထုကိုရောဗာများပြောပြချင်ပါလဲရှင်ဟုတ် line ချသွားလို့ sorry ပါဟုတ်ကဲ့ဆိုတော့ကျွန်တော်သိလိုက်တဲ့ဟာကဒီနိုင်ငံတကာပြည်တွင်းပြည်ပထောက်ပံ့ဖို့ရဲဘော်တွေရဲ့အခြေအနေပေါ့နော်
ဟုတ်ကဲ့ဟုတ်ဆိုတော့ပထမအနေနဲ့ဒီနိုင်ငံတကာရောဒီပြည်တွင်းပြည်ပရဲ့ထောက်ပံ့မှုကြတော့ဒါစကားစကဒီအနာသိန်းစစ်ခေါင်းဆောင်အပါဝင်အနာသိန်းအုပ်စုတွေကဒီလူနည်းစုဒီကတော့သူတို့ထင်ထားတာအရင်လူမျိုးပေါ့နော်အနာသိန်းလိုက်ရင်ကြာအချိန်ကြာလာတာနဲ့အမျှသွေးအေးသွားကြမယ်အလှူအတန်းတွေရောပြည်သူတွေရဲ့ပါဝင်မှုရောယော့သွားမယ်ဆိုတော့စိတ်ဓာတ်နဲ့ဖြည်းဖြည်းချင်းကိုသူတို့စိတ်ဓာတ်စစ်စင်ကြီးပိုင်းဆိုင်ရာရောပြီးရင်ဒီပြူဟာကြကိုပြည်သူတွေပန်းလာအောင်သူတို့တောက်လျှောက်လုပ်နေတာတော့ရှိတယ်ဒါပေမဲ့ပြည်သူတွေကသူတို့ထင်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးဒီနှစ်ပေါင်း80ကျော်ကြုံလာတဲ့အတွေ့အကြုံတွေရောပြီးရင်ဒီ generation Z တွေရဲ့မဟုတ်မခံလူစိတ်ဒီစိတ်ဓာတ်နဲ့ကိုရဲဝံ့တိုက်ပွဲဝင်ပြင်အောင်မြင်မှုတစ်ခုပြီးတစ်ခုရရှိတဲ့အတွက်ကြောင့်ပြည်သူကလုံးဝအားရော့တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ပူပြင်းမှဒီရှိတဲ့ဟာအားလုံးမရှိရင်တောင်ချီးပြီးမှတောင်လှူလာတဲ့အနေအထားမှာပူပြီးမှရှိလာတယ်ပေါ့နော်ဒီအားတော့ကြကူမကြသွားဘဲနဲ့ပူပြီးမှထောက်ပံ့မှုပိုင်းလဲကောင်းလာတာရှိတယ်ပြင်နိုင်ငံတကာမှာလဲဒါဒီရပိုင်းတော့ USA ကဘယ်လိုဖြစ်လာတာလဲတော့မသိဘူးပေါ့နော်ဒါတော့ဒီ US ကသူ့နိုင်ငံရေးနဲ့သူဖြစ်မယ်ဒါပေမဲ့ဒီ Europe ပိုင်းရောပြင်ကျန်တဲ့ Western Asian တချို့နိုင်ငံတွေလဲတော်တော်များများဒီမြို့သိမ်းပွဲတွေထိန်းချုပ်နေမြေတွေများလာတာနဲ့အမျှအတိမပြုတ်မှုတွေတော့ခံလာတာတော့ရှိတယ်ပေါ့နော်ဆိုတော့ပုံမကောင်းမွန်လာတဲ့ support နိုင်ငံတကာကနေလဲနည်းနည်းချင်းစီတော့ရလာတယ်ခုဘက်မှာတော့ပိုချစ်လစ်မှုနဲ့စူးစီးမှုကောင်းလေးတော့ရှိဖို့လိုတာပေါ့ဒီအဖွဲ့အစည်းတစ်ခုကကျွန်တော်ချင်းမှာဆိုရင်လဲအဖွဲ့တစ်ခုဒါမှမဟုတ်မြို့နယ်စုတစ်ခုမြို့နယ်တစ်ခုကပဲအားလုံးကိုဝမ်းပြိုလိုတဲ့စိတ်နိုင်ငံရေးမြတ်ထုတ်လိုတဲ့စိတ်တွေးဆုပ်မြတ်ထုတ်လို့တဲ့စိတ်ဒီမရှိဘဲနဲ့ဒါကောင်းမွန်ကျွန်တော်တို့ပူပေါင်းနိုင်တော့ဒါတကယ့်ကိုအိမ်နီးချင်းနိုင်ငံတွေရဲ့ထောက်ပံ့မှုလည်းဒီချက်မခပူရနိုင်မယ်ပေါ့နော်ဆိုတော့ပြည်သူတွေအနေနဲ့ဒီပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့သူတို့ရှိတဲ့ဟာသူတို့စားမဲ့ဟာအားလုံးကိုပါထုတ်လာပြီးမှပေးကြတာရှိတယ်ဒီနိုင်ငံခြားနေပို့လာတဲ့သူတို့သားသမီးတွေရဲ့ပို့လာတဲ့ဟာတွေဆိုရင်လည်းငွေသားနဲ့ဒီလောက်ဆင်းရဲတဲ့သူတွေလို့ပြောရမှာပေါ့နော်ဒီဥအိမ်တွေကြည့်ရင်လည်းပြန်ဝက်စားတွေကြည့်ရင်လည်းခက်နဲ့ရုန်းကန်နေရတဲ့မိဘပြည်သူတွေကိုနှိုက်ကသူတို့ရဲ့စိတ်စီတနာနဲ့ကိုထုတ်လာပြီးမှရွာတွေမှာလည်းကျွန်တော်တို့ခိုင်းလို့မဟုတ်ပဲねသူတို့ငွေစုပြီးပို့လာတဲ့ဟာတွေဆိုရင်ရွာဒီလောက်မှာလူဒီလောက်လေးနဲ့ပတ်စံဒီလောက်ထွက်လာတဲ့ဟာနောက်တစ်ကောင်စာဝက်နှစ်ကောင်စာဝက်ငါးကောင်စာစသဖြင့်အင်ချီနည်းနည်းမာတောင်မှထွက်လာတာတွေရှိတယ်အဲ့ပြင်အိမ်ကစံနေပြီးညာတီပေါ်တီးနှံနေတောက်လျှောက်ကျွန်တော်တို့ကိုရှိတန်းကရဲဘော်တွေအတွက်ကိုစုစည်းပြီးမှပြည်တွင်းမှာလဲစားရေးတောက်ရေးအတွက်ကိုရှိတဲ့ဟာသူတို့စားတဲ့ဟာပြည်သူတွေကသူတို့စားစရာရှိနေတဲ့အချိန်မှာရဲဘော်တွေလည်းမငတ်ပြတ်စီရဘူးဆိုတော့စိတ်ဓာတ်နဲ့ကိုချန်ထွက်တီးနှံတွေတောင်ရနေရတဲ့တီးနှံတွေကိုကျွန်တော်တောက်လျှောက်ထောက်ပံ့ပေးနေတာတွေရှိတယ်ပေါ့နော်ဆိုတော့ပြည်သူတွေရဲ့ support မှုတော့အပြည့်အဝပဲကျွန်တော်တို့ပြင်ရဲဘော်တွေကလည်းဒီဟာတွေကိုတည်ပြီးမှပြည်သူတွေရဲ့ပြည်စမှုဒီ support ကိုထောက်ပံ့မှုကိုအလဟတာမဖြစ်အောင်ကိုဒီစနစ်ကြကောင်းမွန်ကိုကြိုးစားပြီးမှတိုက်ပွဲဝင်နေကြတယ်ဒီကာလမှာတိုက်ပွဲကြာလာပြီးမဲ့အောင်မြင်မှုတစ်ခုပြီးတစ်ခုရလာတဲ့အတွက်ကြောင့်ရဲဘော်တွေလည်းစိတ်ဓာတ်ခွန်အားတက်ကြွပါတယ်ရှုံးနေတဲ့အနေအထားမှာဖြစ်ခဲ့ရင်တော့ဒါမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ချင်းကြီးနောင်စစ်စင်ကြီးဆိုတဲ့ဟာကယခုချိန်ထိကိုရှုံးပွဲဟုတ်ကဲ့ဆိုတော့ဒီရဲဘော်တွေကလည်းရဲစွမ်းတတိရှိဒဏ်ရာရရင်လည်းခုနဆရာမအငင်းလည်းပြောသွားတယ်ပေါ့နော်ဒဏ်ရာရရင်လည်းကောင်းတာနဲ့ချက်ချင်းပြန်တက်မယ်ရှိသားမှာပဲနေမယ်ဆိုတဲ့စိတ်ဓာတ်နဲ့တချို့ဆိုရင်ပြောပြလိုက်မယ်ဆိုရင်ဒီမင်းတပ်ကရဲဘော်တယောက်ဆိုရင်ကြီးထိထားတာတနေရာမှာထိထားတယ်ဒါပေမဲ့ကြီးမထုတ်ဘူးကွာတိုက်ပွဲပြီးမှထုတ်မယ်မဟုတ်ရင် operation ဝင်ပြီးမှအကြာကြီးနားရမယ်ဆိုတဲ့ဟာမျိုးနဲ့
ကြီးကိုလည်းမထုတ်ချင်ဘူးတိုက်ပွဲဆက်လက်ဝင်နေတဲ့အနေအထားမျိုးကျွန်တော်တို့ရဲဘော်တွေမှာရှိတယ်ပြင်ရဲဘော်တွေကြဆုံးရှိခဲ့ရင်တောင်မှအားငယ်တဲ့စိတ်လုံးဝကိုအလျှော့ပေးမဲ့စိတ်ဓာတ်မျိုးမဟုတ်ဘဲနဲ့ကြဆုံးသွားတဲ့ရဲဘော်တွေမပေးလိုက်တဲ့ဒီဟာတွေကိုပြီးမြောက်အောင်ကျွန်တော်တို့ကြည်ပွန်အောင်ထမ်းဆောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပူပြီး motivate ရဲဘော်တယောက်ကြရင်အားရော့တဲ့ဟာအားငယ်သွားတဲ့ဟာအရှုံးပေးလို့စိတ်မဟုတ်ဘဲနဲ့ပူပြီးမှစိတ်ဓာတ်အပြည့်အဝနဲ့ရဲစွမ်းတတိအပြည့်အဝနဲ့သူတို့အတွက်ကျွန်တော်တို့ရမယ်ဆိုတဲ့ခံယူချက်မျိုးနဲ့ဒီရှေ့ဆက်ကိုတိုက်ပွဲဝင်နေကြတာဖြစ်တယ်ဦးဆောင်သူတွေတပ်မှုကောင်းတွေကလည်းတကယ်ကောင်းမွန်ဦးဆောင်နိုင်တဲ့အတွက်ကြောင့်ကိုရဲဘော်တွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတော့ဒါအကြဘက်မဟုတ်ဘဲနဲ့အတက်ဘက်ပဲတောက်လျှောက်ဖြစ်နေတယ်ပေါ့နော်ဒါကလည်းပြည်သူတွေရဲ့ဒီလှူဒန်းပါဝင်မှုထောက်ပံ့ပေးနိုင်မှုကြောင့်ရဲ့ကြည်မပြတ်မလတ်ထောက်ပံ့ပေးနိုင်မှုကြောင့်ရဲ့ဖရားရဲ့သူပါရှိမှုကြောင့်ဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ဒီလိုအပ်တဲ့ဟာရဲဘော်တွေဘလောက်ပဲစိတ်တက်ကြွနောက်ကနေကြည်လက်နက်ချေဘုံသေးတွေကျွန်တော်တို့စားတဲ့ဟာကစားပေါ့နော်ကျွန်တော်ကောင်းမပေးနိုင်ရင်တော့ဒါweak ဖြစ်လာမယ်ဆိုတော့အရေးကြီးတာကသူတို့လိုအပ်တဲ့ဟာစိတ်ဓာတ်မကျတဲ့အချိန်မှာလည်းနောက်ကနေကျွန်တော်တို့ပံ့ပိုးပေးဖို့အင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့်ရဲဘော်တွေရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုပိုင်းကတော့ဒီအတက်ဘက်ပဲဖြစ်နေပါတယ်ဆိုတဲ့ဟာနဲ့ဖြစ်ချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် GS နောက်ဆုံးမေးခွန်းလေးရတော့ဒါတော့တနိုင်ငံလုံးနဲ့လည်းဆိုင်မယ်လို့ထင်ပါတယ်ရှင်းပြည်အတွက်လည်းဒါသက်ဆိုင်မယ်လို့ထင်မယ်ပေါ့နော်ကျမတို့ဒီမင်းအောင်လိုင်းကနေပြီးတော့မှရုရှားနဲ့ဒီအာနာရှင်နိုင်ငံအချို့သွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူတို့ဘက်ကနေ propaganda ဖြန့်လာတာလားဒါမှမဟုတ်တကယ်လားတော့မသိပေါ့နော်ကောင်းမွန်တဲ့လက်နက်တွေပုံမှုပြီးတော့မှစစ်ကောင်စီကိုတက်ဆင်ပေးပြီးတော့မှ drone အကောင့်စားတွေရောပြီးကြလို့ရှိရင်ဖန်စီရေးပေါ့နော်စနစ်တရားစာပုံမှုပြီးတော့မှတိုးတက်လာတယ်ဆိုပြီးတော့မှဒါတိုင်းပြည်လုံးကိုဒီတော်လိုင်းရေးကိုပေါ့နော်ထောက်ပို့နေတဲ့ပြည်သူလူထုကိုရောသူတို့စိုးရင်စီတဲ့ဒီကဏ္ဍပုံစံမျိုးလေးတွေပေါ့နော်ဒီ social media ပေါ်မှာတင်လာတာကိုတွေ့ရပါတယ်ဒီအတွက်နဲ့ပတ်သက်ပြီးတော့မှကျမတို့တော်လိုင်းရေးရှင်းပြည်တော်လိုင်းရေးနဲ့တနိုင်ငံလုံးမှာရှိတဲ့တော်လိုင်းရေးကိုရောသူတို့တွေကလက်နက်ပို့ပြီးတော့မှကောင်းမွန်လာတယ်စစ်စင်ရေးတွေပို့ပြီးတော့မှစနစ်ကျလာတယ်ဆိုပြီးတော့မှဒါရေးသားနေတာကိုလည်းတွေ့ရတယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကို GS နေနဲ့ဗာပြောရှင်းပါလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေဦးတော်လှန်ရေးပေါ့နော်အဲ့မတိုင်ခင်ကလေးကနေဒီတော်လှန်ရေးဆိုတဲ့ဟာကကျွန်တော်တို့ဒီတိုင်းပြည်ကြီးစဖွဲ့စည်းကလေးကနေဖြစ်လာတာKNU တို့ KNA တို့KNPP တို့ကျန်တဲ့ဒီလူမျိုးစုတွေမှာလည်းဒါတောက်လျှောက်လာခဲ့တာပဲပြင်ကျွန်တော်တို့အနေနဲ့ဒီချင်းညီနောင်ရောဒီကျန်တဲ့ဒီ2021နောက်ပိုင်းမှာပေါ်ထွက်လာတဲ့new emerging group တွေအနေနဲ့ကြတော့ဒါဘာပဲပြောကျွန်တော်တို့ရဲ့လိုအပ်ချက်တော့အများကြီးရှိတယ်ပြင်စပြင်မှတိုက်ပွဲဝင်ကြတဲ့ကနေကျွန်တော်တို့လက်နဲ့balance ဖြစ်လို့ညီမျှလို့တိုက်ခဲ့တာမဟုတ်ဘူးကျွန်တော်စိတ်ဓာတ်နဲ့တိုက်ခဲ့တာဖြစ်တယ်ဒီကုကျမကိုဖန်တီးခွင့်ရရှိဖို့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့အတွက်ကိုတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်အားလုံးလည်းသိကြမှာပါဒီမင်းတပ်တို့ complete တို့မှာစခဲ့တဲ့ဟာကလေးခံတပ်တွေစခဲ့တဲ့ဟာကတူမီနဲ့ကိုစခဲ့တဲ့တော်လှန်ရေးတိုက်ပွဲဝင်ခဲ့တဲ့ဟာဖြစ်တယ်ဆိုတော့တူမီကနေဖြစ်ချင်းအခုချိန်မှာတူတက်လာတာဖြစ်တယ်ပေါ့နော်မောင်းပြန်ဒီလဲဒီလုံလောက်တော့မရှိပြီမဲ့အတင်းပြင်လက်နက်ကြီးတွေရောခင်ဗျလက်နက်ပစ္စည်းတွေရောနောက်ပိုင်းမှာဖြစ်ချင်းကျွန်တော်ဆင်လာနိုင်တာဖြစ်တယ်ပေါ့နော်ဆိုတော့အစကရေကနေလက်နက်မျှလို့ဟိုဘက်နဲ့ဒီဘက်ဒီညီနေတဲ့အနေအထားမလို့ကျွန်တော်တို့တော်လှန်ရေးတိုက်ပွဲဝင်ခဲ့တာမဟုတ်ဘူးနိုင်ငံတော်ဘတ်ဂျက်သုံးပြီးမှလေချောင်းရောဒီချိန်မှာလဲတောက်လျှောက်လုံနေတဲ့အဖွဲ့ကိုကျွန်တော်တို့တိုက်ရဲတာကကုရဲ့ဟာမဟုတ်တဲ့ကုပိုင်ဆိုင်တဲ့အရာအတွက်ကိုဒီရှုံပြီးသားအရာတွေကိုလည်းဖိနှိပ်ခံဘဝကနေလွတ်မြောက်ဖို့အတွက်ကိုကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါကဒီသူများရဲ့ပိုင်ဆိုင်မှုကိုတွားလို့ယူတဲ့ဟာမျိုးဆိုရင်တော့ကိုမရှိရင်တော့မရဘူးဆိုပြီးမှနောက်ဆုတ်လိုက်လို့လည်းရတယ်ဒါပေမဲ့ဒီလက်ရှိမှာဒီတော်လှန်ရေးအင်အားစုရဲဘော်ရဲဘက်တိုင်းတော်လှန်ရေးထဲမှာပါဝင်တဲ့သူတိုင်းရဲ့စိတ်ထဲမှာတော့
ဘယ်လောက်လက်နက်ကောင်းကောင်းဘယ်လောက်လူရင်အားများများကျွန်တော်တို့နိုင်ကိုနိုင်တယ်ဆိုတော့စိတ်နဲ့စိတ်ဓာတ်နဲ့ကိုကျွန်တော်တို့အရေးစွမ်းတတိရှိတော်လှန်ရေးတိုက်ပွဲဝင်နေကြတာဖြစ်တယ်အဲ့ဒီအပေါ်မှာကကျွန်တော်တို့ဘာလို့အောင်မြင်မှုရလဲဆိုရင်တော့ပြည်သူတွေရဲ့ချစ်ချင်းမေတ္တာရလို့ဖြစ်တယ်ပြည်သူတွေကကျွန်တော်တို့နောက်မှာရှိနေလို့ဖြစ်တယ်ဆိုတော့ဒီပြည်သူတွေကျွန်တော်တို့နဲ့အတူရက်တည်နေတဲ့၍ဒီကျွန်တော်တို့ရဲဘော်တွေမှာခံယူချက်အပြည့်နဲ့ကောင်းကောင်းမွန်မွန်ရှေ့ဆက်တူးနေတဲ့၍ဘယ်လက်နဲ့လာဘယ်ဟာလာကျွန်တော်တို့လုံးဝမကြောက်ဘူးအဲ့လိုဆိုတော့ဒီဘယ်လောက်လက်နဲ့ကောင်းတဲ့ဟာသုံးလာပါစေကျွန်တော်တို့ဒီအောင်မြင်မှုဆက်တိုက်ရသွားမယ်ဆိုတဲ့ဟာတော့အပြည့်အဝယုံကြည်မှုရှိတယ်နောက်ဆုံးမှာတော့မြင်းအောင်လှိုင်ကို၌ကဒီကျွန်တော်တို့ရဲ့ de facto victory ကိုလက်ခံလာနိုင်တဲ့အထိအဆင့်ကိုကျွန်တော်တို့ရောက်မယ်လို့ယုံကြည်ပါတယ်ဗျကျေးဇူးတင်ပါတယ်